ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တပည့် Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းလေးကစာရေးသူမိုက်တီရေးသားထားတဲ့လူသေးကောင်ရွှေသွားပောင်၍ဖဲရိုက်သောစိန်ကြီးရဲ့ဘဝကျမဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာပါ။သူ့နာမည်ကစိန်ကြီးဖဲသမားစိန်ကြီးဆိုရင်မသိတဲ့သူမရှိ။စိန်ကြီးကအလုပ်ကိုခါချိုးပြီးသားမလုပ်ချင်ဖဲရိုက်ရမယ်ဆိုရင်တော့ထမင်းမေဟင်းမေသားမေမရမေဆိုတဲ့လူစားမျိုးပဲရန်ကုန်မြို့ရဲ့စင်ကြေပုံရက်ကွက်တစ်ခုမှာရှိတဲ့လက်လုံလက်စားစင်ရဲသားတွေနေထိုင်တဲ့တဲအိမ်စုလေးတစ်ခုမှာဖဲဝိုင်းနှစ်ပွားရစီကားစော်လည်းရှိနေတယ်တဲအိမ်လေးကကျင်းနေတော့လေဖဲသမားတွေကဂယုမဆိုင်ပါဖဲဦးသားတဲတဲမဲမဲနဲ့ရိုက်နေကြတယ်အာသူဘရှင်တွေကဖဲဝိုင်းကိုဂယုမဆိုင်နိုင်ကိုယ့်ရဲ့ပူပင်တောကတွေနဲ့ကိုနေချက်ချိုင်းနဲ့အိမ်မောကြနေကြချေပြီအကောက်ကောက်တဲ့သူတူးသာဖဲဝိုင်းနှစ်ဝိုင်းကြားထဲမှာအကောက်ကောက်ရင်းနဲ့အလုရှုံနေကြတယ်။ကဲထိုးကြကြိုက်ထိုးကြိုက်ခံမယ်။ဖဲဝေပြီးမှထိုးရင်တော့မရောဘူးနော်။စိန်ကြီးထိုးလေဘာကြောက်နေရလဲ။ငါမှဒါလေးပဲရှိတော့တာကွာ။ချေးဘွားလည်းအကျွေးတွေကများနေပြီ။ဒါဆိုလဲရှိတာအကုန်လုံးအောလိုက်ပေါ့ကွာ။ကန့်ပေါ့။ဟာမင်းရလဲတပူပူတကြီးကြီးနဲ့ဒီမှာဖဲရှုံနေရတဲ့။ငါအကောင်ပြောနေတာစိန်ကြီးမင်းဘာလုပ်မှလဲ။ဖဲကစားမှလားစကားပြောမှလားဒီမှာထိုးထားတာမတွေ့ဘူးလားဒိုင်ယာဖဲချက်တွေကိုဝေးလေတယ်စိန်ကြီးရင်ထိတ်ထိတ်နဲ့ဖဲကိုကောက်ယူလိုက်သလိုမြငွေရလဲဘေးနားမှာနေပြီးဖဲကိုပြူပြဲပြီးတော့ကြိတ်နေရှာတယ်ဖဲသမားတွေကတော့ဖဲရလွဲပြီးဘာဆိုဘာမှစိတ်မဝင်စားကြပြီဖဲရိုက်နေရတယ်ဆိုရင်တာမေမရမေထမေမေဟင်းမေဆိုတဲ့သူတွေများတယ်စိန်ကြီးကလည်းအဲ့ဒီလူစားတွေရပြီဖဲရိုက်နေရပြီဆိုရင်တော့ကျင်းနဲ့နေတဲ့လူမျိုးသူတို့ဖဲဝိုင်းရနေပြန်လာတော့လင်းချက်ပင်တွန်းနေပြီစိန်ကြီးနဲ့မြငွေတို့နှစ်ယောက်ပါသမျှပတ်စံလေးကုန်ပြီမို့လို့စိတ်ပြက်စွာနေပဲပြန်လာခဲ့ကြတယ်စိန်ကြီးမင်းမဆက်လိုက်ပါသေးလားဟေးမပါဘူးစိန်ကြီးနဲ့မြငွေကငယ်တငယ်ချင်းတွေဖြစ်ကြပြီတယောက်နဲ့တယောက်ပြောမနာဆိုမနာကြတဲ့သူတွေပဲမိုက်ဆရာရှိရင်လေနှစ်ဦးစလုံးတွင်တူပြီးမိုက်ဝွန့်ကြတဲ့လူစားတွေကဖြစ်နေတယ်တောက်ဖို့တောက်ဖက်ပလင်းတူဘူးဆိုနှစ်ကောင်ကတော့သူတို့ပင်ပဲကြက်ပွဲဟေးဆိုပြီးဆိုရင်လေစိန်ကြီးနဲ့မြငွေတို့ကရှေ့ဆုံးမှာပင်တက်တက်ကြွကြွနဲ့ပါဝင်ကြစမြဲတဏီကုံတဏီခံကြက်တီမှပင်ဝိုင်းသိမ့်ပြီးတော့အိမ်ပြန်ကြတဲ့လူမျိုးတွေဖြစ်တယ်အဲ့ဒီစင်ရဲသားရက်ွက်လေးရဲ့ထိတ်မှာတော့အပေါင်ဆိုင်လေးတစ်ဆိုင်ရှိတယ်အဲ့ဒီအပေါင်ဆိုင်ပိုင်ရှင်ကတရုတ်လူမျိုးစစ်စစ်ဖြစ်သူရှောင်းစိန်ဆိုတဲ့သူပင်ဖြစ်တယ်စင်ရဲသားလက်လုံလက်စားသမားတွေအားကိုးနေရတဲ့အပေါင်ဆိုင်ပင်ဖြစ်တယ်တာမန်လက်လုံလက်စားစင်ရဲသားတွေကရှောင်းစိန်ရဲ့အပေါင်ဆိုင်နဲ့မကင်းဝေးကြပင်ဒီလိုနဲ့တရုတ်ရှောင်းစိန်ရတယ်အဲ့ဒီလုပ်ငန်းနဲ့ကြီးပွားတိုးတက်နေတယ်အလုပ်သမားတွေလည်းလာတယ်လို့ကလေးတိုးလို့တွဲလောင်းနဲ့ကလေးအမေတွေကလည်းအဲ့ဒီဆိုင်နဲ့မကင်းလာပဲစင်ရဲနွမ်းပါတဲ့သူအများစုနေတဲ့ရက်ွက်မှုလို့အပေါင်ဆိုင်ရတော့အလုပ်ဖြစ်နေတယ်စိန်ရှောင်းကလည်းဘသူလာဂယုမဆိုင်ပါလာပေါင်တဲ့ပစ္စည်းကိုအပြစ်အနာစာမတွေ့အောင်လို့လိုက်ရှာပြီးတော့အဲ့ဒီအပြစ်အနာစာတွေကိုရမိတ်ရှာပြီးလာပေါင်တဲ့ပစ္စည်းကိုလည်းဈေးလိမ်နေတော့တယ်ပစ္စည်းလာပေါင်တဲ့သူတွေကလည်းစိန်ရှောင်ပြီးတဲ့ဈေးနှဲလွန်းတော့လေတခြားအပေါင်ဆိုင်မရှိလို့ဘာမှမပြောတာပဲစိန်ရှောင်ပြီးတဲ့ဈေးနဲ့ပစ္စည်းတန်ဖို့မညီမျှတော့လေလက်တလောကိစ္စဖြည့်ရှင်းဖို့အတွက်ရတာနဲ့ပေါင်နှံသွားကြလေတချို့ဆိုရင်လည်းကိုယ့်ပစ္စည်းကိုပြန်မရွေးနိုင်ကြပြီအဲဒီကစိန်ရှောင်အဖို့တော့အမျက်ပင်ညနေဆောင်၍ဆိုင်သိမ်းချေပြီတရုတ်စိန်ရှောင်ကလည်းသူ့ရဲ့အပေါင်ဆိုင်ကိုပိတ်ပြီးတော့တနေ့တာဝင်ငွေထွက်ငွေတွေကိုတရုတ်ပေသီးနဲ့တွက်ချက်နေရတယ်တကြောင်ကြောင်နဲ့မြည်နေတဲ့ပေသီးတန်အပေါင်ဆိုင်ခန်းရှိထဲမှာပြန့်လွင့်နေတယ်။ညရောက်ပြီဆိုရင်စိန်ရှောင်မှာတော့အတော်နဲ့မအိတ်နိုင်ပါ။သူ့ရဲ့အပေါင်ဆိုင်လေးကနေ့စဉ်ရရှိနေတဲ့အမျက်ငွေစည်းရင်းတွေကိုလည်းတစိမ့်စိမ့်နဲ့ကြည့်ရင်ကျေနပ်နေလျော်တယ်။ဒီနေ့လည်းထုံးစံအတိုင်းပါပဲဖဲရှုံးတာကြောင့်စိန်ကြီးစိတ်ပြက်စွာနဲ့ပဲအိမ်ကိုပြန်လာခဲ့တယ်။ထမင်းအိုးငှဲ့နေတဲ့မိမဖြစ်တဲ့သူရဲ့မျက်စောင်းကိုလည်းမသိချောင်ဆောင်ပြီးအိယာတွေကိုတန်းဝင်သွားကြတယ်။တညလုံးမိုးလင်းပေါက်ဖေးထိုင်ရိုက်နေရကြောင်းခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားကြတယ်။ဟဲဟုတ်လားဘသူများတက်သွားပါလဲ။ငါလည်းဘဲသိပါမလဲ။တဏီကုံဆိုင်မဖွင့်လို့လူတွေမတင်ငါဖြစ်ပြီးတော့ဆိုင်တကားကိုရိုက်ဖြတ်ပြီးတော့အထဲကိုဝင်ကြည့်တော့ကတင်ပေါ်မှာတေနေရဲ့အလောင်းတွေ့ရတာပဲ။အခုရောရှိသေးလား။ပလိတ်တွေရောက်လာပြီ။အလောင်းကိုဆေးရုံတည်သွားကြတာပဲ။စိန်ကြီးမြင်းများကြကြအိတ်သွားတယ်မသိပြီ။မိမဖြစ်သူနဲ့တခြားအမျိုးသမီးတယောက်လို့
ပြောဆိုနေတဲ့အတန်ကြောင့်လန့်နိုးလာခဲ့တယ်။ညအပေါင်ဆိုင်ရတရုတ်ချင်းအသက်ခံလိုက်ရလို့တဲ့သိလား။ဟေးဟုတ်လား။ရုတ်တရက်ကြားလိုက်ရတဲ့စကားကြောင့်စိန်ကြီးအံ့အားသင့်သွားတယ်။ဒီနေ့ညဖက်ရိုက်ဖို့သူ့မှာငွေမရှိတော့ပေ။ဒါကြောင့်မိမဖြစ်တဲ့သူရဲ့ငကက်ကိုခဏယူကစိန်ရှောင်းထံမှာပေါင်ပြီးဖက်ရိုက်မယ်လို့စိတ်ကူးထားတယ်။ဒုက္ခပါပဲ။ဒီညဖက်ဝိုင်းသွားနိုင်မယ်လို့မထင်တော့။မြငွေမင်းမှာပတ်စံဘယ်လောက်ပါလဲ50ပဲပါတယ်ကွာ50နေတော့ဘာယုံမှပေါက်မှမဟုတ်ဘူးအရေးတဲ့တရုတ်ကလည်းအသက်ခံလိုက်ရသေးတယ်သူ့ဘာသာသူအသက်ခံရတာမင်းနဲ့ဘာဆိုင်လို့တော့တရုတ်ကြီးကမင်းနဲ့အမျိုးတော်လို့လားမဟုတ်ဘူးဟာငါမိမနက်ကက်ကလေးခဏယူပြီးတော့ပေါင်လိုက်ရင်ဖရိုက်ဖို့အတွက်ငွေထွက်လာမှာကွာတခြားနီလန်ရှာပါအောင်ကွာမရှိဘူးကွာငါလည်းအကြံကုန်နေပြီဖဲသမား2ယောက်ဖဲရလည်းရိုက်ချင်ငွေရလည်းမရှိနဲ့အခက်တွေ့နေကြတယ်စင်ကြီးနဲ့မြငွေတို့2ယောက်ဖရိုက်ဖို့ရန်အတွက်ငွေမရှိတာကြောင့်လည်းလမ်းလျှောက်ရင်အကြံထုတ်နေကြတယ်ဒီလိုနဲ့တရက်ပြီးတရက်ကုံဆုံးသွားခဲ့ချေပြီစင်ကြီးမနှက်ပြန်ဝိုင်းကောင်းမယ်အေးကွာငါလက်ထဲမှာလည်းငွေမရှိတာခက်တယ်ဖဲရလည်းမရိုက်ရရင်မနေနိုင်ဘူးစိန်ရှောင်းအသက်ခံလိုက်ရနားတယ်ကွာဒါနဲ့စိန်ရှောင်းရဲ့တဲ့ရင်ကိုဘာချသေးလဲသူ့ကိုတတ်တဲ့တရက်ခံအခုထိမမိသေးဘူးတဲ့သူ့အလောင်းတော့ဆွေမရှိမျိုးမရှိပိုင်ရှင်မဲ့အလောင်းမို့လို့တရုတ်သင်းဆိုင်မှာပဲဂူသွင်းလိုက်တယ်တဲ့ကွာဘလို့စိန်ရှောင်းရဲ့အလောင်းဂူသွင်းလိုက်တယ်ဟုတ်လားဟာဒါဆိုဟုတ်ပြီဟာဘာဟုတ်တာလဲကွာငါတို့စိန်ရှောင်းရဲ့ကိုသွားဖောက်ရမယ်ကူးဖောက်ပြီးတော့ဘာလုပ်မှလဲဝတ်သားတို့တို့လှုပ်ပြီးတော့ရောက်မလို့လားကွာငါစကားဆိုရင်စုံအောင်နားထောင်ဆမ်းမအောင်မြငွေရမင်းရလေမင်းနဲ့ငါစိန်ရှောင်းရဲ့ကိုသွားဖောက်ပြီးတော့သူ့ရဲ့ရွှေသွားတွေကိုချွတ်ပြီးတော့ရောင်းလိုက်ရင်တို့အတွက်ငွေပေါ်မှာမင်းပြောသလိုလွယ်ပါမလားကွာတိတ်လွယ်တာပေါ့ဒီတယောက်ကသွားတစ်ချောင်းမှရှိတာမဟုတ်ဘူးလေသွားတူကြီးကွာလွယ်လွယ်ချွတ်လို့ရတယ်ဖြစ်ပါမလားကွာအိုင်နေညစမ်းတော်လာကွဲခွေးလေးရလဲချင်းနဲ့စွာနဲ့ရေးရေးမြတာတာနေလျော့တယ်တစ်ပင်ရိပ်အမောင်ထုတွေကိုအကာအကွယ်ပြိုလျက်စိန်ကြီးနဲ့မြငွေတို့2ယောက်တရုတ်သင်းချိုင်းအတွင်းကိုတိတ်တဲ့စိန်နဲ့ဝင်ရောက်လာခဲ့ကြတယ်မြငွေကစိန်ကြီးကိုလွယ်အိမ်လှမ်းပေးလိုက်တယ်စိန်ကြီးအချိန်ဆွဲမနေပဲပစ္စည်းတွေကိုထုတ်ပြီးကူကိုစတင်ဖောက်တည်ပြီးဟဲ့ကောင်တိုးတိုးလှုပ်ပါကွညငွေကြောက်လန့်ကနဲ့ပြောလိုက်တယ်မကြခင်ကူပေါက်ပွင့်သွားခဲ့ပြီးအခေါင်းကိုထုတ်ပြဖို့ရန်အတွက်စူးစမ်းပြန်နေခဏကြာမှတော့အခေါင်းအဖုံဖွင့်သွားလေအပုံနံကအပြင်ကိုလှိုက်ကနေထွက်လာတယ်ထွေးနန်လိုက်တာကွာစိုးရတဲ့အနံ့အသက်ကြောင့်2ယောက်သားနှာခေါင်းပေးလိုက်ကြတယ်စိန်ကြီးကျန်တဲ့လက်တစ်ဖက်နဲ့အခေါင်းထဲကိုထိုးလိုက်ကတစုံတရာကိုရှာဖွေလိုက်တယ်ဟာရပြီဟာမြငွေရမင်းနဲ့ငါဓာကြီးကိုရောင်းပြောဖရိုက်လို့ရပြီကွာဟာဟာစိန်ကြီးရွှေသွားတူကြီးကိုစကနေဆွဲချုပ်လိုက်လေတယ်ဟာဟာစိန်ကြီးကြိုင်ဘာခံနိုင်သေးလဲကွာစိန်ကြီးဝမ်းသာအားရနဲ့စိန်ရှောင်းရဲ့ရွှေသွားကြီးကိုကင်ကာကျုံးဝါနေရော်တယ်မင်းလက်မှာအပုတ်ရည်တွေပေလို့ပါလားပြီးပါစေမြငွေပေးရကျိုးနဲ့တယ်ကဲတို့တွေသွားကြစို့အဲ့လိုနဲ့2ယောက်သားနောက်တနေ့မှာတော့ဖဲဝိုင်းအောင်ရောက်လာခဲ့ကြတယ်အိမ်နောက်သူတို့ရလာခဲ့တဲ့ရွှေသွားကိုကစားဖို့တယောက်ထံမှာခက်တီတီနဲ့ပေါင်းလိုက်တယ်အဲ့ဒီငွေနဲ့စိန်ကြီးကလည်းဖဲဝိုင်းအတွင်းကိုဝင်ရောက်ကစားလျော်တယ်အစပိုင်းမှာတော့ဖဲကောင်းနေရကြောင်းသူတို့ရှေ့မှာငွေတွေအပုံလိုက်ဖြစ်နေတယ်စိန်ကြီးနဲ့မြငွေတို့ကလည်းပျော်တပြုံးပြုံးနဲ့ဖြစ်နေကြတယ်ဒီလိုနဲ့ညတဖြည်းဖြည်းနဲ့နှက်လာခဲ့ကြပြီအချိန်တို့တရွေ့ရွေ့နဲ့ကုံဆုံးသွားခဲ့တာနဲ့အမျှစိန်ကြီးရဲ့ရှေ့ကငွေတွေရလဲကုန်ခန်းစာပြုတ်လာခဲ့ပြီသို့တော့စိန်ကြီးကမျက်နှာတစ်ချမ်းမျှမပြတ်ပါညငွေမှာတော့မျက်စိမျက်နှာပြက်ကနဲ့စိန်ကြီးကိုလည်းမပြောရင်ငွေရလဲနဲလာပြီမို့လို့နေမထီထိုင်မသားနဲ့ဖြစ်နေရဲ့စိန်ကြီးထိုးလေကွဘာလုပ်နေရတော့ဒိုင်လုတ်တဲ့သူရဲ့စကားကြောင့်စိန်ကြီးသူ့ရဲ့ရှေ့မှာရှိတဲ့ငွေကိုကြည့်လိုက်မိတယ်ငွေရသိမ့်မရှိတော့ပြီအဲ့ဒီခိုက်စိန်ကြီးကောင်းထဲမှာအကြံတစ်ခုဖြတ်ခနဲ့ဝင်လာတယ်ကိုစိန်ရှောင်းကျုပ်တို့ဖဲဝိုင်းမှာရှုံးနေပြီကျုပ်တို့ရှုံးရင်ခမရဲ့ရွှေသွားကိုလည်းပြန်ရွေးနိုင်မှာမဟုတ်ဘူးဒီတော့ကျုပ်တို့နိုင်မှခမရဲ့ရွှေသွားကိုပြန်ရွေးပြီးတော့ခမစီကိုပြန်ပို့နိုင်မှာမဟုတ်လို့ကျုပ်တို့နိုင်အောင်လို့လှုပ်ပေးပါစိန်ကြီးနှုတ်ကနေတီတိုရေရွတ်လိုက်တယ်တခြားကစားပေါ်တွေမှာလည်းဖဲဟိုသာအာယုံဝင်စားနေရကြောင်းစိန်ကြီးပြောတာမကြားလိုက်ကြပဲစိန်ကြီးနဲ့အနီးမှာကတ်ထိုင်နေတဲ့ညငွေကြားလိုက်ရကြောင်းကျသိန်းဖြန်ကနေထသွားတယ်
ဒိုင်လုတ်တဲ့သူကဖဲဆက်တွေကိုကလပ်ဖန်ထိုးနေရင်ကဲထိုးစရာရှိတာထိုးကြဝေပြီးမှမထိုးနဲ့နော်စိန်ကြီးအခြေအနေကိုအကဲခတ်နေပြီးဒီတလဲရှုံးပြီဆိုရင်တော့သူ့ငွေကုန်ပြီမို့လို့အရှုံးနဲ့ပဲပြင်ရတော့မယ်ဟာစိန်ကြီးဟဲ့ကောင်ညငွေဘာဖြစ်တာလဲအလန့်တကြားနဲ့ညငွေကဘေးလူတွေတီမာဆိုးတာကြောင့်စိန်ကြီးကိုလည်းမတိမတာလက်တို့လိုက်တယ်အဲ့ဒီချိန်စိန်ကြီးအကြီးကညငွေကြည့်နေတဲ့နေရာသို့ရောက်သွားတယ်ဟင်သူတို့တွေးလိုက်ရတာဒိုင်လုံနေတဲ့သူရဲ့အနောက်ဘက်မှာမမမမရက်နေတဲ့တရုတ်စိန်ဆောင်ရဲ့ဝိုးတဝါပုံရိပ်တွေပင်သူတို့နှစ်ယောက်ရုတ်တရက်ကြက်သေးနေမိသွားတယ်ဟာစိတ်ရင်ထိုးလေကွာဘာကြောင့်နေရလဲဒိုင်ဖြစ်တဲ့သူရဲ့စကားကြောင့်သူတို့တတိဝင်လာခဲ့တယ်။အော်အေးငါမိနေတော့ထိုးပါမယ်။အဲ့ဒီချိန်တရုတ်စိန်ရှောင်းကလည်းစိန်ကြီးရဲ့အရှိမရှိနေတဲ့ငွေတွေကိုအကုန်အောထိုးဖို့ရန်အတွက်လက်ဟန်ချီရန်နဲ့ပြနေတယ်။ဒါကြောင့်စိန်ကြီးကလည်းသူ့ရဲ့ရှေ့မရှိနေတဲ့ငွေတွေကိုအကုန်ထိုးချလိုက်တော့တယ်။ဟာဟဲ့ကောင်ကြည်တယ်လုံမင်းတို့ပေးထားတဲ့ပစ္စည်းအတွက်ငါငွေထပ်မပေးနိုင်ဘူးနော်။ခွဲထုတ်ရင်လည်းထိုးဝေးမှသာဝေးလိုက်စမ်းပါဗျာ။စိန်ကြီးကခက်တီတီနဲ့ပြောလိုက်တယ်။အေးဒါဆိုလဲပြီးတာပဲအဲ့လိုနဲ့ဒိုင်လုတ်တဲ့သူကဖဲဝေလေတယ်စိန်ကြီးစိုးတထိတ်ထိတ်နဲ့ဖဲချက်တွေကိုကောက်ကင်လိုက်တယ်ညငွေရလဲရင်တုံပန်းတုံနဲ့စိန်ကြီးရဲ့ဖဲကိုနောက်ကနေပြီးပြူပြဲကနဲ့ကြည့်နေတယ်ဟာကူးကြတယ်စိန်ကြီးတယောက်ဝမ်းသာအားရဖြစ်သွားတယ်ကဲရှင်းမရှင်းတင်းဟိဒိုင်လုတ်တဲ့သူကသူ့ရဲ့ဖဲချက်ကိုဖြန့်ခင်းရင်းနဲ့ပြောလိုက်တယ်ဓမ္မကိုးရှိတယ်စိန်ကြီးကအောင်မြင်ဝင်ကြွားတန်နဲ့ပြောလိုက်ရင်သူ့ရဲ့ဖဲချက်ကိုလည်းချပြလိုက်တယ်။ဒိုင်ရစိန်ကြီးကိုအတော်များများလျှော်လိုက်လေတယ်။ဒါကြောင့်မလို့လေဒိုင်လုတ်တဲ့သူရဲ့မျက်နှာမှာရှုံးမဲ့နေလျော်တယ်။အဲ့ဒါစိန်ရှောင်လှုပ်ပေးတာကွ။စိန်ရှောင်လှုပ်ပေးတာ။ညငွေရအားရဝမ်းသာစွာနဲ့ပြောလိုက်တယ်။ဒီလိုနဲ့စိန်ကြီးရဲ့ကန်စားတာတွေပြန်တက်လာခဲ့တော့တယ်။စိန်ရှောင်ရဲ့ပုံရိပ်ကလည်းမကြာခဏဆိုသလိုပေါ်လာခဲ့ပြီးရှော့ထိုးရန်လည်းပြောသလိုနိုင်မဲ့အခြေအနေရှိလာပြီးဆိုရင်လည်းပို၍ထိုးဖို့ရန်အတွက်လက်ဟန်ချရန်နဲ့ပြောလေတယ်။ဒီလိုနဲ့မနက်မိုးလင်းဖဲဝိုင်းပြီးသွားခဲ့တဲ့အခါမှာတဝိုင်းလုံးမှာရှိတဲ့ငွေတွေအလုံးစိန်ကြီးနဲ့မြငွေတို့ထံစုပြုံပြီးတော့ရောက်သွားခဲ့ကြလေ။ဒါကြောင့်တရုတ်စိန်ရှောင်းရဲ့ရွှေသွားကိုလည်းပြန်ရွေးနိုင်ခဲ့လေတယ်။မြငွေကပျော်မဆုံးတော့ပင်ပေါက်ဖော်ကြီးစိန်ရှောင်းလည်းစိတ်တရားနဲ့ကျေးဇူးတင်နေမိတော့တယ်။အာယုံဦးရဲ့အလင်းရောင်ကြီးကအရှိအရက်ကနေပြီးလင်းဖြာစာပြုတ်လာခဲ့ပြီးမိုးကလည်းစင်စင်လင်းချပြီးဖဲဝိုင်းရလည်းပြီးပြီမို့လို့ဖဲသမားတို့အသီးသီးကိုယ့်အိမ်ကိုပြန်ကြလျော်တယ်။စိန်ကြီးနဲ့မြငွေတို့ကလည်းဖဲနိုင်ယုံနေမကပဲတရုတ်စိန်ဆောင်ရဲ့ရွှေသွားကိုပါပြန်ရွေးနိုင်ခဲ့တာကြောင့်ပျော်နေကြလေတယ်။ဒီလိုနဲ့စိန်ကြီးနဲ့မြငွေတို့နှစ်ယောက်မြို့ထဲမှာခြားပါတီနဲ့ပဲဟင်းကိုစိတ်ကြိုက်စားကြပြီးတော့စီကရက်တလိပ်စီခဲလျက်နဲ့အောင်ပွဲခံနေကြတယ်။စိန်ဆောင်ရဲ့ရွှေသွားကိုငါတို့ပြန်ထားမှဖြစ်မယ်စိန်ကြီးအခုငါတို့နိုင်တာလေစိန်ဆောင်ကူညီတော့ကွာဒါကြောင့်ဂတိပေးထားတဲ့အတိုင်းဟာဒါတွေကိုတွေးမနေစမ်းပါနဲ့ကွာဒီအချိန်မှာငါဘာမှမတွေးချင်ဘူးမြငွေနှစ်ဦးသားအတန်ကြာတိတ်ဆိတ်နေရကနေမြငွေမင်းသိပ်ပျော်ချင်သလားမင်းဘာလို့အောင်မလို့လဲမဟုတ်တာတော့မလုပ်နဲ့နော်စိန်ကြီးငါတို့ဖဲနိုင်ထားတဲ့ငွေရှိနေတော့ငါတခုစိတ်ကူးမိတယ်မင်းသဘောကျမှာပါကွာဘာဟုတ်လဲငါတို့မန္တလေးဘက်ကိုအပျော်ခီးထွက်ကြရင်မကောင်းဘူးလားဟာအေးကောင်းနေအပန်းဖြေခီးပေါ့ဘယ်တော့သွားမှာလဲအခုလားသွားမယ်ကွာသွားမယ်ဖြည်းဖြည်းပြောပါကွာအမြင်ကောက်မလုတ်စမ်းပါနဲ့ငါပြောတာနားထောင်အခုမင်းနဲ့ငါအိမ်ကိုခဏပြန်မယ်ရန်ကုန်မန္တလေးအဆန်ရထားကြီးကတရွေရွေနဲ့ခုံမောင်းနေလေပြီစင်ကြီးနဲ့မြငွေတို့နှစ်ယောက်ရထားပြတင်းဝလမ်းဘေးရှုခင်းတွေကိုကြည့်ရင်ပျော်ရွှင်စွာနဲ့လိုက်ပါလာခဲ့ကြတယ်သူတို့နှစ်ယောက်မှလည်းအိမ်နောက်သေးတွေဖြစ်နေကြတော့လေအိမ်နောက်အတွက်ပူပန်ရကောင်းမှမသိကြပြီနောက်တနေ့ညနေမှာတော့ယထာမန္တလေးဘူတာသို့ဆက်ရောက်လာခဲ့တယ်သူတို့နှစ်ယောက်လည်းတခြားခီးသည်တွေနဲ့အတူတူယထာပေါ်ကနေဆင်းခဲ့ကြတယ်ဘူတာနဲ့မနီမဝေးမှရှိတဲ့တဲခိုခန်းတစ်ခုကိုသွားကတဲခိုခဲ့ကြတယ်သူတို့ရောက်လာခဲ့တော့သူတို့နှစ်ဦးတရုတ်တန်းဘက်ကိုရှောက်လာခဲ့ကြတယ်အိမ်နောက်တရုတ်ဆိုင်ကိုသွားပြီးအရက်တောက်ကြလေတယ်ပြီးရင်တဲခိုကန်ကိုပြန်ကားနဲ့မူမမောနဲ့အိပ်ပျော်ကြလေရဲ့စိန်ကြီးခေါ်တဲ့မသေးကွဲတော်လဲစိန်ကြီးလန့်နိုးသွားခဲ့ရတယ်ဘသူခေါ်တာပါလဲစိန်ကြီးမျက်စိကိုပို့တက်ရင်အခန်းတော်ဝိုက်ကိုလိုက်ကြည့်တယ်ဟာခမ
စိန်ကြီးနှုတ်ကနေတုံရင်ပြီးတော့ထင်းငေါ့စွာနဲ့ထွက်ပေါ်လာခဲ့တယ်စိန်ရှောင်းကမကြေနပ်တဲ့မျက်နှာနဲ့စိုက်ကြည့်လာတယ်အေးဟုတ်တယ်ငါစိန်ရှောင်းပဲနင်တို့ဂတိမတည်ဘူးငါရဲ့ပစ္စည်းတွေကိုယူသွားတယ်ပေးမယ်ဆိုပြီးတော့ပြန်မပေးတာဘာသဘောလဲနင်တို့လုပ်ပုံကကောင်းသလားဟင်ငါဘာသာငါနေနေရငါ့ကိုနင်တို့ဒုက္ခလာပေးတာဘာသဘောလဲပြောစမ်းပါဦးကျွန်တော်တောင်းပန်ပါတယ်စိန်ရှောင်းရဲ့ပစ္စည်းတွေကိုပြန်ထားပေးပါမယ်ခမနင်ဂတိကိုလွယ်မပေးပါနဲ့ဂတိဖြတ်ရင်မကောင်းဂတိတီပါဟုတ်ကဲ့ဒီတခါဂတိတီပါမယ်စိန်ရှောင်းရဲ့စိတ်ချပါဂတိတီပါမယ်အဲ့နောက်စိန်ရှောင်းလေအခန်းထဲကနေဖြတ်ခနဲပျောက်ခွေသွားကြော်တယ်ဟင်ဘယ်ရောက်သွားလဲစိန်ကြီးအခန်းထဲကိုလိုက်ရှာနေတော့လေတရုတ်စိန်ရှောင်းတော့မတွေ့ရတော့ပင်စိန်ကြီးမှလည်းဦးကြောင်ကြောင်နဲ့ဖြစ်နေကြတယ်ဟဲ့ကောင်စိန်ကြီးဘာဖြစ်နေရလဲကွအတန်ကြားရအောင်ကြည့်လိုက်တော့မြငွေဟိုစိန်ရှောင်းကွစိန်ရှောင်းမင်းဘာတွေရှောက်ပြောနေရလဲမိုးလင်းနေပြီလေမဟုတ်ဘူးမြငွေငါအိမ်မက်တာကွသိလားအရက်မိုးပြီးတော့မတ်တဲ့အိမ်မက်ပြန်အစမ်းလို့စိန်ကြီးရတရုတ်စိန်ရှောင်းကသူ့ပစ္စည်းတွေပြန်မထားလို့စိတ်ဆိုးနေတဲ့မြငွေမင်းတို့ကအစကတည်းကပြောသားပဲစိန်ကြီးကသူ့ပစ္စည်းတွေကိုပြန်ထားပါဆိုတာမင်းကပေကကလုံနေတာကိုသူကူညီထားလို့လေငါတို့သုံးဖြုတ်နေကြမဟုတ်ဘူးလားကဲစကားများမနေနဲ့ညငွေငါမျက်မှုနေဖျားယူသွားဖို့မလို့မျက်နာသွားညငွေသူ့ကိုထားခဲ့မှဆိုတာကြောင့်မျက်နာသေးဖို့ရန်အတွက်ထွက်သွားခဲ့လျော်တယ်ညငွေမှာတော့တိုက်ဆိုင်ပင်အိမ်မက်ချင်းတူနေတဲ့အဖြစ်ကိုတွေးမိကအဲ့ဒီအိမ်မက်ကိုလည်းစိန်ကြီးကိုမပြောဖို့ရန်အတွက်ဆုံးဖြတ်ခဲ့လျော်တယ်အိမ်နောက်တဲခိုကန်နေထွက်လာကမဟာမျက်မှုနေဖျားကြီးကိုသွားဖူးကြလေတယ်အဲ့ဒီကနေမန္တလေးတောင်သို့သွားပြီးမြို့လုံးဘက်ရှောက်လေကြလေအိမ်နောက်ထမင်းဆိုင်တစ်ဆိုင်မှာထမင်းဝင်စားကနဲ့တဲခိုကန်ကိုပြန်လာခဲ့ကြတယ်တဲခိုကန်မှာနေလေနေကတရေတမောအိတ်ကြနေတယ်စိန်ကြီးအိယာနေနိုးတော့ညငွေကိုမတွေ့ရပေဒီကောင်ဘယ်မြန်လျှောက်သွားနေရလဲမသိဘူးသူများနဲ့ကြက်ဖမြန်သွားလုံနေပြီလားမသိဘူးတော်ကြခံနေရအောင်ပဲမဖြစ်ဘူးရန်ကုန်မြန်ပြန်မှာပဲအေးမှာပဲအဲ့ဒီချိန်စိန်ကြီးပြောင်းလာခဲ့တယ်မင်းဘဲလျှောက်သွားနေရလဲဟိုနားဒီနာပါကွာညငွေငါတို့ဒီမှာ2ရက်လောက်ဆက်ပြီးတော့နေဦးမယ်ကွာဟေးဘာဖြစ်လို့လဲအကြောင်းရှိလို့ပေါ့ကွာဒီလိုငါအောက်ထက်ကသတင်းတစ်ခုရထားရင်ညငွေမနှက်ပြန်ကြရင်ဒီတဲကိုကန်လောင်ကစားသမားတွေလာမယ်တဲ့ဒီကောင်တွေကတလားတကာဒီတဲကိုကန်မှာလာပြီးတော့ဖျိုက်ကြတယ်ကွာဘာလဲမင်းကသူတို့နဲ့ကစားအောင်မလို့လားသိဟုတ်တာပေါ့ဒါကြောင့်မနှက်ပြန်တရက်ဆက်နေပြီးတော့ဒီလူတွေနဲ့ဖဲရရင်ဟဲငါတဲကိုကတော့မှထပ်ပြီးတော့ပေးလိုက်ပြီငါတော့မင်းနဲ့လိုက်လာမိတာမှားပြီထင်ပါတယ်စိန်ကြီးရဲ့မမားပါဘူးညငွေရမှန်လို့ဟိုဘက်ကန်းတော့မှလွန်နေအောင်မယ်ဟာငါရေချိုးလိုက်အောင်မယ်အေးမြန်ချိုးပါပြီးရင်အပြင်ကိုထွက်ခဲ့အရက်လေးပါလေးတောက်ပြီးတော့ထမင်းစားကြမယ်နောက်တနေ့မနက်မှာတော့တဲခိုကန်ကိုဧည့်သည်တွေရောက်လာခဲ့ကြတယ်စင်ကြီးတယောက်အပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ဟန်ရီတပြားပြားနဲ့ကနာမငိမ်ဖြစ်နေတယ်တကယ်တော့ဖဲဝိုင်းတဲ့ကိုနားဆွေနေခြင်းပဲဘယ်ချိန်ဖဲဝိုင်းစမှာလဲစိတ်ကြီး9 နာရီတဲ့စောစောထမင်းထွက်ဆိုင်ကောင်းမင်မြငွေအေးကောင်းသားပဲစင်ကြီးခီးဆောင်အိတ်ကိုလှန်လော်ရင်တစုံတစ်ခုကိုရှာဖွေးနေမြငွေကနားမလေစွာနဲ့ပဲလိုက်ကြည့်နေအိမ်နောက်စင်ကြီးကလည်းခီးဆောင်အိတ်ထရရွှေသွားအောင်ထုတ်ကလက်ထဲမှာကင်ထားလိုက်ပြီးနှုတ်ကနေတွတ်တွန်းနဲ့ရွတ်နေတယ်မြငွေကအဲ့ဒီလောက်ရက်ကိုကြည့်ကမတိကြောင်စောင့်နေလိုက်တယ်ဒီကောင်ဟုတ်ကတော့လှုပ်တော့မယ်မန္တလေးမြို့ရဲ့စောင်းညဒစိမ့်စိမ့်နဲ့အေးစိမ့်နှပြီတယ်စိန်ကြီးပါဝင်ဖဲသမားတို့မှလည်းအပူကိုလည်းဂီယူမဆိုင်နိုင်အေးကိုလည်းဂီယူမဆိုင်နိုင်သူတို့အားလုံးရဲ့အာယုံမှာဖဲချက်တွေပေါ်မှာသာစူးစူးဆက်ဆိုင်နဲ့ရောက်နေကြတယ်ဖဲကစားပြီးဆိုတာနဲ့စိန်ကြီးမှလည်းအရှုံးနဲ့ရင်ဆိုင်နေရတာကြောင့်နလန်မေမထုနိုင်ပေကစားနေတဲ့စိန်ကြီးမှာဟန်မပြတ်လာတော့လေမြငွေမှာတော့တိတိတတ်သားနဲ့မျက်နာပြက်နေချပြီစိန်ကြီးကိုအသာလက်တို့ပြီးစိန်ဆောင်တော့ငါတို့ကိုပညာပြနေပြီနဲ့တူတယ်စိန်ဆောင်ရေလောက်ပါဗျာကုညီပါခမားပစ္စည်းကိုကျုပ်ကိုယ်တိုင်တေချာပြန်ထားပေးပါမယ်ကျုပ်တို့လမ်းစိတ်မကြအောင်လို့တော့မလုပ်ပါနဲ့ဗျာညငွေနှုတ်ကနေတွတ်နဲ့ရွတ်တယ်ခမားလူဘာဖြစ်နေရလဲဗျဝိုင်းနေရလူတယောက်ကလည်းညငွေကိုမော့ကြည့်ပြီးတော့စိန်ကြီးကိုမေးလိုက်တယ်
ဒီကောင်နည်းနည်းများသွားလို့ပါဗျာဟဲဟဲညငွေမင်းဘာဖြစ်နေရလဲဟာငါဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးအိတ်ချင်နဲ့တွားရပါကွာဟာမအိတ်ချင်သေးပါဘူးအိတ်ချင်စိတ်လည်းမရှိပါဘူးကွာဒီလိုနဲ့ခဏအကြာမှာဟင်စိတ်ရှောင်းညငွေနှုတ်ကနေပွင့်ထွက်မသွားဖို့ရန်ထိန်လိုက်တယ်ဖဲကစားနေတဲ့စိန်ကြီးကိုအသာလက်တုပ်လိုက်တယ်စိန်ကြီးကလည်းညငွေလက်တုပ်လိုက်ကြတဲ့ဘာဆိုတာကိုသိလိုက်ပြီသို့တော့စိန်ကြီးကဟန်မပြတ်ပင်ဆက်ပြီးတော့ကစားနေရတဖြည်းဖြည်းနဲ့အခြေအနေကောင်းလာခဲ့တယ်တခါတခါငွေကိုပုံအောပြီးတော့ထိုးတတ်တဲ့စိန်ကြီးကိုလည်းဒိုင်လုံးသူကကွက်ကြီးနဲ့လုံနေတယ်ကျန်တဲ့ထိုးသားတွေကလည်းအလဲ့တိုင်းရနေတဲ့စိန်ကြီးကိုအံ့ဩနေကြတယ်စိန်ကြီးကလည်းပါနှက်လာပါတဲ့သူ့ရဲ့နိုင်ချေမရှိတဲ့အလှဲ့ကိုစိန်ရှောင်းကမထိုးခိုင်းတဲ့အခါမှာတော့အနှဲငယ်သာချထိုးတက်လိတယ်စင်စစ်မှာတော့စိန်ကြီးပြည့်ရဲ့သုံးနေခြင်းပဲညငွေရစိန်ကြီးကိုစိတ်ထဲရနေပြီးချီမုံမဆုံဖြစ်နေတယ်အချိန်တော့တရွေ့ရွေ့နဲ့ကုံဆုံးသွားကြရတဲ့အမျှတဝိုင်းလုံးမှာရှိတဲ့ငွေရစိန်ကြီးရှိကိုပုံအောလာတယ်ညငွေရတပြုံးပြုံးနဲ့ပျော်မဆုံးဖြစ်နေတယ်ဒိုင်းရလည်းငွေသိမ့်မရှိတော့ပဲအဲ့ဒီအချိန်ကျွန်တော်တော်ပြီဗျာဒီနေ့စောရတာဖဲလက်မကောင်းပတ်စံလေးကုန်ပြီဗျဘာလဲငွေလို့လားကျွန်တော်စီကနေယူလေဗျဒိုင်လုတ်တဲ့သူကပြောတာပြောလိုက်ရတယ်သူမှလည်းငွေသိမ့်မရှိတော့ပဲနေပါစေမယူတော့ပါဘူးဗျာယူလဲရှုံးမှာပဲဖဲမှာမကောင်းတာဒါဆိုလေဝိုင်းသိမ့်လိုက်ကြတာပေါ့ဒီလိုတော့ဘယ်ဖြစ်မလဲခမားတို့ကလေဒိုင်လုတ်တဲ့သူကစိန်ကြီးရှိရငွေပုံကြည့်ရင်လည်းပြောလိုက်တယ်အလုံးသဘောပေါ့ဗျာကျွန်တော်ကတော့တော်ရင်လည်းမဟုတ်ဘူးမတော်ဘူးလည်းမဟုတ်ပါဘူးကဲဒီလိုဆိုတော့လေတော်လိုက်ပါဗျာကျွန်တော်တို့လည်းငွေပြတ်သွားပြီမနေ့ပြန်ညကြမှာပဲထပ်ပြီးတော့တွေးကြတာပေါ့ကဲဒါဆိုလေဝိုင်းသိမ့်လိုက်ကြတာပေါ့ဗျဒိုင်လုတ်တဲ့သူကအများသဘောအရာဝိုင်းသိမ့်လိုက်တော့လေကျေနပ်မှုမရှိလာပေစိန်ကြီးနိုင်သွားခြင်းအတွက်မကြေမနက်ဖြစ်နေကြတယ်ဒီညတော့ဒီကောင်လေးစီကပါသမျှကိုအောင်လို့ဖြုတ်ပြရမယ်ဖြုတ်လို့မှမရဘူးဆိုရင်နှစ်ကောင်လုံးတက်ပြီးတော့ငွေတွေကိုယူရမယ်ဒိုင်လုတ်တဲ့သူမှာအဲ့လိုမျိုးဆုံးဖြတ်ကားနဲ့အိပ်ပျော်သွားကြတယ်အဲ့ဒီချိန်တစ်ဖက်ကမ်းမှာရှိတဲ့စင်ကြီးတို့အခန်းထဲမှာတော့ငါတို့ရန်ကုန်ပြန်ကြဆိုလားစိန်ချောင်းရဲ့ပစ္စည်းကိုလည်းပြန်ထားဖို့အတွက်ကောင်းနေပြီကွာမပူစမ်းပါနဲ့ကွာစိန်ချောင်းရဲ့ရွှေသွားငါကိုယ်တိုင်ပြန်ထားမှာပါမြငွေရစိန်ချောင်းရင်ခမရကိုကျေးဇူးများကြီးတင်နေဗျာကျုပ်ကလည်းကျေးဇူးကပါပါပဲပေါက်ဖော်ကြီးဟာဟာစိန်ကြီးနဲ့မြငွေတို့နှစ်ယောက်ဖဲနိုင်တာကြောင့်လေတေကိုကန်ထဲမှာပျော်မြူးနေကြတယ်သူတို့ရဲ့ရီမောတန်တွေနဲ့ဖဲရှုံထားတဲ့ဒိုင်လုတ်တဲ့သူမှလည်းအဲ့ရကနေလန့်နိုးသွားတယ်ဘဲကောင်တွေဥမြူးနေရလေအေးရေးပြက်လိုက်တာဒိုင်လုတ်တဲ့သူမှဒေါသထွက်ကနေအဲ့ရကနေလူလဲထားလိုက်တယ်တစ်ဖက်ခန့်အတန်ကိုနားဆွေးမိတယ်ဒိုင်ရဲ့မျက်နှာကြီးဖြစ်နေလိုက်တာမြန်ကွာမြောက်တီကိုဖက်နဲ့နဲ့ပိုက်ထားတဲ့အတိုင်းပဲဟာဟာတစ်ဖက်ကဒိုင်လုတ်တဲ့သူမှကြားလိုက်ရတဲ့စကားကြောင့်ဒေါသထွက်သွားတယ်လက်ဆက်သက်တော့ဒါဟိုနှစ်ကောင်ရဲ့အတန်ကိုဒီကောင်တွေအတော်မှဥမြူးနေပါလားဒိုင်လုတ်တဲ့သူကလည်းပကြီးကားချိတ်ထားတဲ့နေရာကိုရှောက်လာခဲ့လိုက်တယ်အဲ့ဒီအခန်းအကြောင်းကိုနားလည်ထားတဲ့သူမလို့ပကြီးကားလေးကိုလည်းဖယ်လိုက်တာနဲ့တစ်ဖက်ခန်းကိုချောင်းနဲ့အပေါက်ငယ်လေးတစ်ခုတွေးလိုက်ရတယ်ဒိုင်လုတ်တဲ့သူကလည်းအဲ့ဒီအပေါက်လေးကနေချောင်းကြည့်လိုက်ရဟင်ဩလက်ဆက်သက်တော့ဒင်းတို့ကအဆောင်လက်ဖွင့်နေကစားနေရကိုထင်းတော့ထင်းသားပဲဒီကောင်တွေစီကအဲ့ဒီအဆောင်လက်ဖွဲ့ပြိုင်ငါအတွက်ကတော့โอเคပြီအဝိစားရီထဲ့တာကွာယထာပေါ်ကြမှာပဲအိတ်ကြတာပေါ့ဒီလိုနဲ့နှစ်ယောက်သားအဝိစားတွေကိုအိတ်ထဲကိုထိုးထည့်လိုက်ကြတယ်အဲ့ဒီချိန်အရေးတယ်ဘေးကဧည့်သည်လည်းမသိဘူးတကားဖွင့်ပေးလိုက်ကွာမြငွေအခန်းတကားကိုဖွင့်လိုက်တာနဲ့ဖဲဝိုင်းတိုင်းလှုပ်တဲ့သူကလက်ခနဲ့ပြေးဝင်လာပြီးမြငွေကိုတိုင်းချုပ်လိုက်တယ်ဟင်ဟဲ့ကောင်လုံးဝမလှုပ်နဲ့နော်မင်းလည်းပင်ပြတ်သွားမယ်ငင်းနေစမ်းဟုတ်ကဲ့ဟုတ်ကောင်မင်းတို့မသေးစေချင်ဘူးဆိုရင်မင်းတို့စီကအဆောင်လက်ဖွဲကိုပေးစမ်းဗျာအဆောင်လက်ဖွဲဟုတ်လားအေးဟုတ်တယ်မင်းတငယ်ချင်းကိုတနာတယ်ဆိုရင်ငါပြောတယ်လို့လုပ်ညနိုင်တဲ့ငွေတွေလေထုတ်ကွာအချိန်မရှိဘူးကြားတယ်ညငွေကြောက်လွန်းတာကြောင့်ဇောချွေးတွေပါပြန်လာခဲ့တယ်ဒုက္ခပါပဲငါပွဲကြက်လိုက်ဂျားရီယာမြငွေပဲနားလိမ့်မယ်ဒါဖြင့်သူ့တောင်းတာကိုပေးလိုက်ရမလားဟိတ်ကောင်ပြောနေရမကြောက်လားအဲ့ဒီချိန်စိန်ကြီးကောင်းနေမှာအကြံတကူဖြတ်ကနေရောက်လာတယ်စိန်ရှောင်းကြီးခမားပစ္စည်းကိုလာတောင်းနေတယ်
ဒီတခါတော့ကူညီပါအောင်ဗျဟဲ့ကောင်ဘာညံများနေရလဲအဲ့ဒီချိန်မျက်နှာချက်ကပန်ငါကြီးပြုတ်ကျလာတယ်ဟင်ဒိုင်လုတ်သူအမိုးကိုရှောင်ဖို့ရန်စူးစမ်းတော့လဲနောက်ကျသွားခဲ့ချေပြီနောက်တနေ့မှာတော့စိန်ကြီးနဲ့မြငွေတို့ရန်ကုန်ပြောင်းလာခဲ့ကြတယ်အိမ်ကိုအရင်သွားကြရင်ကောင်းမယ်မြငွေအေးဒါနဲ့တို့ဟိုကိစ္စကိုဘယ်လိုလုပ်ကြမလဲဒီအချိန်သွားထားလို့ဘယ်ဖြစ်အောင်မလဲညကြမှာပဲသွားကြတာပေါ့အခုတော့နားအောင်မယ်ကွာလာမိုင်းညာဖြစ်တာကြောင့်ပဝင်းကျင်တစ်ခုလုံးလေအမောင်တူရီကလွှမ်းမိုးနေတယ်အမောင်တူကလွှမ်းမိုးထားကြောင်းလေပဝင်းကျင်တစ်ခုလုံးကတိတ်ဆိတ်မဲမောင်နေတယ်တိတ်ဆိတ်မဲမောင်နေတဲ့အမောင်တူကိုအကာအကွယ်ယူရင်စိန်ကြီးနဲ့မြငွေတရုတ်သင်းချိုင်းနဲ့ဝင်ရောက်လာခဲ့တယ်ပေါက်ဖော်ကြီးစိန်ရှောင်းတော့ဝမ်းတာနေမှအမှန်ပဲဒီခရီးလမ်းမှာတော့ပေါ်ပါတွက်လက်နေသည်ကစိန်ကြီးပင်အဲ့ဒီအချိန်ခွေးဟူတန်ဆူဆူဝါဝါပေါ်ထွက်လာတယ်အမလီခွေးဟူတန်နေရလဲကြောတော်မှချမ်းလာပြီမြငွေကဂူအတွင်းမှာမွေတွေခိုးအောင်နေမှာစိုးတာကြောင့်ဒုတ်တချောင်းနဲ့ခြောက်တန်းလိုက်တယ်အဲ့နောက်ဂူထဲကိုလည်းလက်နိုင်ပြီးစိန်ရှောင်းရဲ့ရွှေသွားအဖုံပြန်ပြီးထားလိုက်တယ်ပေါက်ဖော်ကြီးစိန်ရှောင်းရင်ခမရဲ့ရွှေသွားပြန်ထားလိုက်ပြီဗျအဲ့ဒီချိန်ဆူရှာတဲ့အလင်းတန်းတွေရုတ်တရက်သူတို့ကိုယ်ပေါ်ကြောက်လာတယ်ဟာဟဲ့ကောင်တွေမင်းတို့ထွက်ပြီးမယ်မကြက်နဲ့မင်းတို့ငါတို့ဝိုင်းထားပြီးပြီမောင်မဲမဲတွေမှာရုတ်တရက်ပေါ်ထွက်လာခဲ့တဲ့အလင်းတန်းကြောင့်သူတို့မျက်လုံးတွေပြားဝေးသွားတယ်တစ်ဖက်ကအတန်ကိုကြားလိုက်ရနဲ့ပလိတ်တွေမှတီးလိုက်တယ်ဒီလိုနဲ့စင်ကြီးနဲ့မြငွေတို့အချုပ်ခန်းထဲကိုရောက်သွားခဲ့ကြတယ်အချုပ်ခန်းကလေးတောင်ဆက်ဆက်ဆွတ်ဆိုထိုင်းမိုင်းပြီးတော့လေဝင်လေထွက်ကလည်းမကောင်းတာကြောင့်အောက်တူတူအနက်နဲ့ထွက်နေရင်သူတို့နှစ်ယောက်အချုပ်ခန်းနှစ်ယောက်မိရင်စိတ်ပြက်နေကြတယ်။မြငွေကတရုတ်စိန်ရှောင်းကိုဒေါသထွက်နေတယ်။ဒါတရုတ်ပေါက်ဖော်ကြောင့်ဖြစ်ရတာပေါက်ဖော်ကြောင့်ရဲစခန်းမှာကူဖောက်မှုနဲ့သူတို့တော့စစ်မေးကြတယ်။သို့တော်လည်းသူတို့နှစ်ယောက်စလုံးကကူမဖောက်ကြောင်းဘူးခံနေကြတယ်။ပလိတ်တွေကအချိန်ချင်းမေးတော်လဲအချိန်ချင်းပဲဘူးခံနေကြတယ်။အချုပ်ခန်းထဲမှာချင်းချားကြီးတွေကလည်းတဝီဝီနဲ့ပြန်တန်းနေကလိရင်လက်တလို့ကြိုက်တတ်သေးတယ်။စင်ကြီးနဲ့မြငွေတို့ကလည်းအိတ်စင်စိန်ကိုမချုပ်တီးနိုင်ကြတာကြောင့်နရံကိုမှီရင်မကြခဏအိပ်ပျော်သွားတတ်ကြတယ်။အပြင်ဘက်မှာတော့စောင်းညာရဲ့ညလီရလဲတတုံတုံနဲ့တိုက်ခတ်နေလေတယ်။အဲ့ဒီချိန်ရီတန်တစ်ခုရုတ်တရက်ကြားလိုက်ရပြီးစိန်ကြီးအံ့ဩသွားတယ်။ဟင်စိန်ရှောင်းခမစိန်ရှောင်းကရွှေသွားတဝင်းဝင်းနဲ့ရင်းနေလေရာစိန်ကြီးဒေါသထွက်နေရဲ့ခမကျုပ်တို့ဒုက္ခရောက်နေအောင်ဝမ်းသာနေရဲ့ပေါ့အခုလိုဖြစ်ခမကြောင့်ဒါတသက်မိတ်ကျုပ်တို့ကြောက်တွန်းတာပဲ။အော်မင်းတို့ကငါ့ကိုစိတ်ဆိုးနေကြတာကိုငါကစိတ်နာနဲ့လှုပ်ပေးတာပါငါစိတ်နာစိတ်မဆိုးပါနဲ့ဘာစိတ်နာလဲအချုပ်တဲကိုပို့တာစိတ်နာလားဗျငါ့ကိုစိတ်မဆိုးပါနဲ့ငါပြောတာကိုနားထောင်စမ်းပါဦးအခုဆိုရင်မင်းတို့အရင်နဲ့မတူတော့ဘူးဘဲတူမလဲဗျအချုပ်ခန်းထဲမှာရောက်နေမှာတော့အပြင်မှာနေရနဲ့ဘဲတူပါမလဲဗျငါပြောတာဒီလိုမဟုတ်ဘူးလေမင်းတို့မကောင်းမှုကိုစွန့်လွတ်ပြီးတမအာစီဝါနဲ့ကောင်းရောင်ကောင်းဝဲလှုပ်ရှားစေခြင်းလို့ပါမကောင်းမှုဆိုတာတနေ့ကြာဒီလိုပဲခံရတတ်တယ်နော်ငါလှုပ်ပြီးလို့နင်းတို့လဲငွေပိုငွေရှန်လေးတွေရှိနေပြီပဲအဲ့ဒီငွေနဲ့ရိုးရိုးသားသားလောက်ကင်ဆိုင်ထမင်းတနက်မငတ်ပါဘူးနောက်ပြီးတော့နင်တို့ကအိမ်အောင်သေးပြီမိသားစုကိုငဲ့ပါပြီးရင်ငါ့ကိုလည်းတခုကူညီပါအောင်ဘာကူညီရမှာလဲစိတ်ရှောင်းခမရကိုကူညီဖို့ဝေးလို့ကျုပ်တို့တော့မှဘယ်တော့မှလွတ်မယ်မသိသေးဘူးငါအခုကူညီဖို့အတွက်ပြောနေရမဟုတ်ပါဘူးနင်တို့အချုပ်ကနေလွတ်မှလှုပ်ပေးဖို့ပါကဲဘာလုပ်ပေးရမှာလဲစိတ်ရှောင်းငါရဲ့ပစ္စည်းတွေကိုဆွဲလန်းတဲ့စိတ်နဲ့ငါမကြွမလွတ်တဲ့ဘုံဘဝတစ်ခုမှာရောက်ရှိနေတယ်နင်တို့အချုပ်ကနေလွတ်ရင်ငါ့ကိုရည်ဆိုးပြီးကုသိုလ်ကောင်းမှုတွေလုပ်ပေးပါဒါမှငါဒီဘဝနေကျွတ်လွတ်နိုင်မှာပါအဲ့ဒါလေးတော့ငါ့ကိုကူညီပေးပါစိတ်ချပါစိတ်ရှောင်ရဲ့ကျုပ်လွတ်လွတ်ချင်းစိတ်ရှောင်ရည်ဆိုးပြီးတော့ကုသိုလ်ပြုအမြတမ်းပေးဝေပါမယ်ဒီတကယ်ပြောတာနော်တကယ်ပြောတာနော်ငါ့ကိုမလိမ့်နဲ့တကယ်ပြောနေရပါစိတ်ရှောင်ရဲ့ဒီလိုနဲ့စိတ်ရှောင်မှာရွှေသွားတွေပေါအောင်လို့ပြုံးရင်တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားကြတယ်ရဲကင်းကတန်ချောင်းခောက်တန်ချောင်းစိန်ကြီးလန့်နိုးလာခဲ့တယ်ဒီလိုနဲ့စိန်ကြီးနဲ့မြငွေတို့နှစ်ယောက်မောင်ရိပ်ခိုမှုနဲ့1300လကြာခဲ့ရလေတယ်အချုပ်ခန်းထဲကနေတဆင့်ထောင်ကြီးကိုပြောင်းလဲရောက်ရှိလာခဲ့ကြတယ်3လဆိုတဲ့အချိန်ကတရွေ့ရွေ့နဲ့ပြောင်းနေရင်ကုံဆုံးသွားခဲ့တယ်စင်ကြီးနဲ့မြငွေတို့ကလည်းထောင်ကနေလွတ်ရက်စိတ်ပြီးအိမ်ကိုပြန်ရောက်လာခဲ့ကြတယ်
ရုတ်စိန်ရှောင်းကတိပေးထားတဲ့အတိုင်းပဲပြုလုပ်ပေးဖို့ရန်ပြင်ဆင်ကြလျော်တယ်။နှစ်ယောက်သားတန်ဃာတော်တွေကိုစွန့်ကပ်ဖို့ရန်ပစ္စည်းတွေကိုဝယ်ချမ်းပြီးတော့မနှက်ပြန်မနှက်စွန်စာကြွားဖို့ရန်လေဘုံကြီးကြောင်သွားကနဲ့ပင်းဖိတ်နေတယ်။ဖျားရှင်လက်ထက်တော်တုံးကလည်းရဟန်းတပတင်ငန်းအောင်ဆွဲလန်းပြီးပြန်လွန်တော်မူခဲ့ရနေအဲ့ဒီတင်ငန်းမှာတမ်းမတကောင်အဖြစ်နဲ့တပတ်တိတိကတ်တွေနေခဲ့ရတယ်။ပစ္စည်းကိုဆွဲလန်းတာငရဲသွားဖို့အတွက်တကားပေါက်ဖွင့်ထားတဲ့အတူတူပဲ။ကဲအမျှဝေကြရအောင်။ပေါက်ဖော်ကြီးစိတ်ရှောင်ရင်ယခုပြုလုပ်တဲ့ကောင်းမှုကုသိုလ်တွေကိုရောက်ရပုံဘဝနေတာတုခေါ်နိုင်ဖို့ရန်အတွက်အမျှဝေပါတယ်စိတ်ရှောင်ရဲ့ဒီလိုနဲ့တပတ်ခန့်အကြာမှာပြိုးပြက်ဝင်းလက်သွားတာကြောင့်စိန်ကြီးပုံဝင်းကျင်ကိုကြည့်လိုက်မိတယ်ဟင်စိန်ရှောင်ခမစိန်ရှောင်မဟုတ်လားပေါက်ဖော်ကြီးစိန်ရှောင်မှာပြိုးပြက်ပြက်တောက်ပခါနဲ့သူ့ရဲ့မျက်နှာရွှင်မြူးနေတယ်ဟုတ်ပါတယ်ငါစိန်ရှောင်ပါနင်တို့ကျေးဇူးကြောင့်ငါတာတုခေါ်နိုင်ခဲ့လို့ဘဝကူကောင်းသွားခဲ့ပြီနင်တို့ကျေးဇူးတင်ကြောင်းလာပြောတာပါဝမ်းသာလိုက်တာစိန်ရှောင်ရဝမ်းသာနေုံနဲ့မပြီးသေးဘူးနင်တို့လည်းမသိခင်ကောင်းမှုကုသိုလ်တွေလုပ်ကြငါးပါးတီလောက်စောင့်ထိန်ကြစိတ်ချပါစိန်ရှောင်ကျုပ်တို့လောင်ကစားမလုပ်တော့ပါဘူးတမအာစီဝါအလုံးနဲ့ပဲလောက်ကင်စားတော့မှာပါအေးကောင်းတယ်တာတုကဲငါသွားမယ်ဟေ့ပေါက်ဖော်ကြီးစိန်ရှောင်ရဲ့စုံမဩဝါဒစကားတွေကြောင့်စိန်ကြီးနဲ့မြငွေတို့မှာဖဲရိုက်ခြင်းဆိုတဲ့လောင်ကစားကိုလုံးဝဆွန့်လွတ်လိုက်ကြပြီးကောင်းရောင်ကောင်းဝယ်လောက်ကင်ရင်နေထိုင်သွားခဲ့ကြတယ်ပရိသတ်များရှင်စာရေးသူမိုက်တီရေးသားထားတဲ့လူသေးကောင်ရွှေသွားပေါင်၍ဖဲရိုက်သောစိန်ကြီးရဲ့ဘဝကျမဆိုတဲ့ဇလံကောင်းလေးဟာဒီမှာပဲပြီးဆုံးပါပြီနောက်ထပ်ဇလံကောင်းလေးကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးနေဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ပါအောင်ရှင်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်